ဲကျွန်တော်ရဲ့ဒီနေ့မှကြည့်ရှုတဲ့မိသားစုတွေကိုကျွန်တော်ဒီချိန်မျိုးလေးတင်တဲ့ကျွန်တော်ချိန်မျိုးနဲ့လူသမီးငယ်လေးအီးသက်မွန်လေးရပြီးတော့နှုတ်ဆက်ပါလေโอเคကျွန်တော်ဆရာတွေဒီမနေ့တော့တင်နန်းကလာတဲ့3ယောက်ကိုတယောက်တည်းလေးပြောပြီးသမီးလေးကရွှေပြည်သာကြီးပြန်မဲ့အတွက်ကြောင့်အရင်ဆုံးကျွန်တော်မိတ်ဆက်ပေးကြပါနော်ကဲသမီးလေးရှစ်တို့ရိုက်ပေးပါသမီးလေးတစ်ချင်းလေးညပေးပါအောင်ကောင်းတယ်လေတရားပါလွမ်းဟောတရားပါလွမ်းပါတဲ့ကဲနော်တစ်ချင်းလေးတပုတ်တပုတ်မချအောင်ဒီနေ့ဆင်းပြီးတော့ဒီနေ့တော့မနေ့ကပေးလိုက်တဲ့ချင်းလေးတစ်ပုတ်ကိုသူရသလောက်လေးပြောပေးရခါအမားရိုးလေးတွေပါလို့ရှိရင်ဂျီမျိုးလေးနဲ့သူနားလည်မှုလေးနဲ့နော်နိုင်ငံရှယ်လေးနဲ့လည်းပြီးတော့ပေးကြပါအောင်လို့ပြောကြတယ်အစီအစဉ်လေးကိုစတင်ပါဒီချင်းလေးကိုတော့ကျွန်တော်တန်းသားလေးကျွန်တော်ရဲ့တပည့်လေးဟိတ်ထက်အောင်လေးရတယ်ကျွန်တော်ပြောပြပါကဲညီလေးရှင်းကြွပြပါနော်ကဲစနေပြည့်ဆရာကိုတံပိုးလေးအုံပြီးစပေးပါ1 2 3 4ဟုတ်ပါပြီဗျာပြောစရာကြီးတရားပါလဲသမီးလေးအိတ်တဲ့မြဲပြောပြမှုလေးပါတီတို့တီလာဆို1 2 3 4ပေးပါကဲတော့ပါတယ်နော်ဒီနေ့တင်တဲ့သင်ခန်းစာလေးကိုဒီနေ့နော်ကျွန်တော်ရဲ့တပည့်တွေနေရာဆိုတော့ရသလောက်လေးဆရာကိုပံ့ပိုးရတဲ့ကျေးဇူးတင်ပါတယ်ကဲအဲ့တော့ဆက်လက်ပြီးတော့ဒီဘက်ကသားလေးရဲ့နော်ဖြော်ပြမှုစီစဉ်ကိုစောင့်မျှော်ပြီးအားပေးပါလို့ကျွန်တော်အစီအစဉ်လေးလုပ်ရချိန်မှာကဲသမီးလေးနဲ့ဟိုနေ့နဲ့သားလေးနဲ့နှုတ်ဆက်ပေးပါဦးကျေးဇူးတင်ပါတယ်